မျိုးသားတွေကိုအမျိုးသမီးတွေကဂျင်းထက်လေးရှိတဲ့စကားတွေကိုဆိုရဒီနေ့ဖော်ကောင်လုပ်သွားမှာဖြစ်ပါတယ်။ချာ let's goအားလုံးပဲမင်္ဂလာပါချာ여러분တို့ relationship ကိုဆွဆွလေးဖြစ်ပါတယ်ချာဆိုဒီနေ့ကတော့ပေါ့နော်ယောက်ျားလေးတွေကိုဒီ main ကလေးတွေက bro ကုတ်ဖော်တယ်လို့ပေါ့နော်ဒီနေ့ကတော့ main ကလေးတွေကအမျိုးသားတွေကိုပေါ့နော်တွေ့တဲ့အချိန်မှာဖြစ်ပတ်သက်တဲ့အချိန်မှာဖြစ်3နှစ်ရှိတဲ့ဂျင်းစကားတွေနဲ့ပတ်သက်ပြီးတော့ဆိုရပြပြပေးသွားမှာဖြစ်ပါနံပါတ်1ညီမရုပ်ရည်အတိကမဟုတ်ပါဘူးအဲ့အမှန်တကယ်ချင်းမှာမင်းကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်ပေါ့နော်ယောက်ျားလေးဆိုလို့ရှိရင်လည်းပြင်သွားတယ်ဆိုလို့ရှိရင်ပေါ့နော်ချောချောလှလှလေးမြင်ရှိလိုက်ငန်းသလိုပေါ့မင်းကလေးလည်းယောက်ျားလေးတွေကပေါ့နော်ဒီလှပရုပ်ရည်တင်ပြင်းနဲ့လှပတဲ့ body ပုံစံကိုသဘောကျကြပါတယ်ကိုကြီးဆိုလို့ရှိရင်လည်းကိုကြီးမောင်လေးဆိုလို့ရှိရင်လည်းမောင်လေးပေါ့နော်ဘာပြောအစင်ပုံစံမဟုတ်တော့တီတီကြီးကြီးခန့်ခန့်ညာညာပုံစံလေးကိုမင်းကလေးကသဘောကျကြပါတယ်ဘာပြောပေါ့နော်ဆိုလို့ရှိရင်လည်းဘာပြောစိတ်တက်ကအဓိကအရေးကြီးရယ်ပေါ့နော်ဆွဲတက်ကတော့ပေါ့နော်တခြားလိုအပ်တဲ့အချက်လေးနဲ့စိတ်တက်ကအရေးကြီးပေမဲ့ဘာပြောအဲ့ဒါကြီးလည်းပြည့်စုံပြီးတော့ကိုပဲလေးကရုပ်ချောနေရယ်ဆိုလို့ရှိရင်တော့တန်ဒီမချောလဲကိစ္စတော့မရှိပါဘူးဆွဲလေးကိုရမ်းချစ်ပြီးရပါပြီနံပါတ်2ညီမကတဝင်းတူတာတွေဘာမှမလုပ်တတ်ဘူးရတော့ဘုံတို့သူတို့လာတဝင်းမတူမှာတကယ်မချစ်တဲ့သူတော့ကိစ္စမရှိပဲတကယ်ချစ်တဲ့သူဆိုလို့ရှိရင်တော့အပြင်မှာထုတ်မပြပြနဲ့ရေထဲမှာတော့ဟုံမီးအရန်ဟုံတောက်နေပါဟိုကောင်မဘာဘူးလဲဘာဖြစ်လို့လာစကားပြောရလဲဘာလို့လိုက်ပေးရလဲဘာလို့အသေးပေးရလဲ something အများကြီးပဲပေါ့နော်ရေထဲမှာအရန်ဝုံနိုင်ကျဲနေမှာပါတကယ်ချစ်တဲ့သူဆိုလို့ရှိရင်ပေါ့နော်ဆွဲဆိုလို့ရှိရင်လည်းကိုယ့်ကိုခိုးဖြစ်တဲ့သူလို့ထင်တယ်ပေါ့နော်တောင်းဆိုလို့ရှိရင်ပခံစားတဲ့ဟာဆိုလို့ရှိရင်ပခံစားဖို့လုတ်တဲ့သူပေမဲ့ဘာပြောချစ်မိသွားရဲဆိုလို့ရှိရင်တော့အပြင်မှာထုတ်မပြပြမယ်လဲစိတ်ထဲမှာစားကြဆွဲပြလောက်နဲ့တေးသွားမယ်ဆိုပြီးအဲ့လိုဖြစ်ရင်လည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်အဲ့တော့ main ကလေးတွေကတဝင်းတိုတက်ပါတယ်နံပါတ်3တက်စက်နေပါရေးမကြည့်ပါဘူးအဲ့ဒါလည်းဂျင်းပါတကယ်ဆိုရင်ချစ်ပဲလို့တဲ့အဲ့ဒါဂျင်းပဲဟုတ်တယ်လေရောဘုံတို့ဒီခေတ်မှာနေထိုင်စားသုံးစီဘယ်လောက်ဈေးကြီးလဲပေါ့နော်ပြီးတော့ချောချောလှလှကောင်းပါလေးဆိုပို့ပြီးတော့ကွာအသုံးစိတ်တီတို့သိမလားအရင်များရယ်ပေါ့နော်အမင်းကလေးဆိုဟိုဝဲကဒီကတော့ဒီကပုံစံနဲ့ဆိုအဲ့တော့ပတ်စံကိုတိတ်မမှတ်ဘူးဆိုတဲ့အရာကအဖြူအောင်မူသားပေါ့နော်အမျိုးသားရဲ့အရေးချင်းတို့ဒီရှာနိုင်တဲ့ပတ်စံအမောင့်တို့ကလည်းဒီခေတ်မှာကသူတို့ရဲ့ရုပ်ရည်ထက်ကိုပို့ပြီးတော့ရေးကြည့်ရတော့ပြောလို့ရရပေါ့နော်ဘာဖြစ်လို့ဆိုအရင်ခေတ်ကတော့တိတ်ပြီးတော့ကိစ္စမရှိဘူးကိုတဲကိုပြန်မှာထမင်းရတောက်ပြီးနေနိုင်ပေမဲ့ဒီခေတ် main ကလေးတော်များများကလည်းမနေနိုင်ယောက်ျားလေးတော်များများလည်းမနေနိုင်ဘူးပေါ့နော်ဘလောက်ပဲချစ်တီဖြစ်စေပေါ့နော်စင်ရတွေကတကားခောက်လာရဲဆိုလို့ရှိရင်အဲ့ relationship လုံးဝပျက်စီးသွားဖို့ဖြစ်နိုင်တယ်ပိုများတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ရောဘုံနဲ့လည်းတိကျတဲ့အတိုင်းပေါ့နော်ကဲမတော်ဘူးဆိုလို့ရှိရင်အဲ့ budget ဆိုတဲ့အရာကလည်းအမျိုးသမီးရဲ့အနေအထားပေါ်မူတည်ပြီးတော့ဒီနည်းနည်းလေးအရေးကြီးရနေပြီးအရေးကြီးဆုံးအနေအထားထိတောင်မှဖြစ်နိုင်တဲ့အရာတွေရှိရပေါ့နော်ဘလောက်ပဲချစ်တယ်ပဲပြောအဲ့ပတ်စံကိစ္စမှာပြဿနာတက်လာပြီးအဆင်မပြေဘူးဆိုလို့ရှိရင်ဘာဖြစ်လမ်းခွဲပြကြတဲ့ပုံစံတွေများရပေါ့နော်ဆွဲဆိုလို့ရှိရင်လည်းအရင်တော့အဲ့လိုဖြစ်ဖူးတယ်ပေါ့နော်ကိုကသူထပ်ပို့ပြီးတော့ရှာနိုင်တဲ့သူဆိုပေမဲ့ပေါ့နော်အမြဲတမ်းကိုပဲ main ကလေးဖြစ်ပြီးအဲ့လိုဆိုလို့ရှိရင်တော့အဆင်မပြေတော့တဲ့အချိန်ကျတော့လမ်းခွဲလိုက်ရတာပိုပဲများရပေါ့နော်ဘာဖြစ် main ကလေးဆိုတာတော့အဲ့လိုကိစ္စတွေပဲဇာတ်နောက်က follow like ကပဲပို့ပြီးတော့အဲ့လိုအများစုကသဘောကျကြရတယ်ပေါ့နော်အမက်လေဘဲအများကြီးမတွဲခဲ့ဘူးဒါကလည်းတကယ်တော့ဘဲတွေတကယ်ကိုမတွဲခဲ့ဘူးတဲ့သူတွေရှိပေမဲ့တချို့ကြတော့လည်းအဆင်ပြေတဲ့သူရှိုင်းနဲ့ရီးစားများသွားတဲ့သူရှိတချို့ကြတော့လည်းဒီကိအနေထားရဆွဲပြောရမယ်ဆိုလို့ရှိရင်တော်တော်ကြီးကိုမယုံအောင်ပေါ့အထူးသဖြင့်ကလေးတွေပေါ့နော်ဒါမြင်နေရတဲ့အမှန်တရားဖြစ်တဲ့အတွက်ပေါ့နော်ဒါဆိုအမှန်တိုင်းကိုပြောပြရချူချာငါရီးစားမထားပါဘူးဆိုဒါပေမဲ့သတင်းတွေကပေးပွားနံပါတ်5 single ဘွားလေးပဲကောင်းပါတယ်ရီးစားမထားခြင်းသေးဘူးဟာအဲ့ဒါကတကယ်ကိုချင်းပါချင်းလားဆိုတော့လေအမှန်တိုင်းပါပဲဆက်ဆိုလို့ရှိရင်အခုရေးသားထားချင်တော့ဆိုထားချင်သေးပါဘူးဘာဖြစ်လို့လဲဒီလိုပဲ different နေရတာကပို့ပြီးတော့ main ကလေးသုံးနေကြပါအဆင်ပြေလို့ရပါရဲ့မလို့အတော့ပါအောင်ချစ်ဖို့တတ်တည်မရှိဘူးဘာညာပေါ့နော်ဘာဖြစ်လို့ဆိုတော့သူ့ကိုလိုက်နေရဲ့ဘဲပဲဖြစ်ဖြစ်သူနားမှာရှိရဲ့ဘဲကသူရေးစားထားခြင်းလောက်တဲ့အထီကိုကောင်းမနေသဘောကျမနေရဲ့အတွက်ပေါ့နော်သဘောကျတဲ့ဘဲသာဆိုလို့ရှိရင်ပေါ့နော်ဘလို့မှတွဲဖြစ်သွားမှမသိဘူးမှာတွဲဖြစ်သွားမှာပေါ့နော်အဲ့ဒါလည်းအမှန်တရားဖြစ်ပါတယ်အဲ့တော့ရေးစားမထားခြင်းသေးဘူးဆိုလို့ရှိရင်တင်းသဘောမကျသေးရလည်းဖြစ်နိုင်ပါတယ်ဒါပေမဲ့တချို့အကြောင်းအရာလေးတွေအကြောင်းလည်းရီးစားမထားပဲနဲ့ပေါ့နော်ဒီအလုပ်ပဲဖြစ် something ပေါ့အာယုံ focus လုပ်ပြီးတော့အဲ့လိုလုပ်နေရလဲဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ဖြစ်ရင်ဘိုးဆရာပြောချင်ပါတယ်ဆွဲလေးကိုအပိကြပါရှင်ခြားဒီ blog လေးကဒီလောက်ပဲဖြစ်ပါတယ်ကျော်တို့ဘုနှုတ်ရဲ့အခြေရေးကိစ္စအိမ်တော်ရေးကိစ္စအဆင်ပြေတဲ့အရာတွေကိုဆွဆွနဲ့ဆွေးနွေး
တိုင်မင်ခြင်းနဲ့ဆိုလို့ရှိရင်ဆက်မှာ package လေးရှိရဲ့အတွက်ကိုအခုချိန်ချက်ပေါက်မှာလာပြီးတော့အစရင်ပေးသစ်ဖို့ဆရာဖိတ်ခေါ်လိုက်ပါတယ်နောက်ထပ်ဘလော့မှာပြန်လည်ဆုံတွေ့ပါမယ်ရှင်ဆက်ဆက်လေးဖြစ်ပါတယ်အညောင်